ငလင်မှာအလုံးသိလိုက်တယ်မလားဒီ concrete joint တွေပေါ့နော်ဒီဘင်းနဲ့ column joint တွေမှာဆိုရင်ဒီကျိုးတာပေါ့နော်ဒီပြီးတော့ concrete အဟောင်းရှိတယ် column တိုင်းကနေလောင်းထားတဲ့ concrete အဟောင်းနဲ့အပေါ်က concrete အသစ်နဲ့တွဲဆက်ဖို့ဆိုရင်ကြတော့ကျွန်တော်အရေးကြီးတယ်အဲ့တော့ဒီကျွန်တော်တို့ဒီ note လို့ခေါ်တဲ့ silica latex ပေါ့နော် chemical ရှိတယ်ဒီ chemical လေးတွေကိုကျွန်တော်တို့ဒီ concrete ဒီ joint down လေးတွေမှာပေါ့နော်ဒီဘင်းနဲ့ column အဆက်နေရာလေးတွေမှာဆိုရင် concrete အဟောင်းနဲ့အသစ်နဲ့ကျွန်တော်တို့တွဲဆက်မှုကောင်းအောင်နဲ့ဒီတန်နဲ့ပေါ့နော်ဒီ concrete နဲ့ဘုံနှင်းကောင်းအောင်လို့ဆိုရင်ကျွန်တော်တို့ဒီလို concrete မလောင်းခင်မှာဆိုရင်ဒီလိုဘုံနှင်းကောင်းမှုဖို့အတွက် silica latex နို့ရည်ကိုကျွန်တော်တို့ဒါဖြန်းပြီးတော့အခုနောက်ပိုင်းဒါအလေးကျင့်ကောင်းလေးတစ်ခုမွေးမြူထားရပေါ့နော်ဒါဆိုရင်ဒီနေရာမှာသူ့ရဲ့ဒီ joint တွေမှာဆိုရင်ငလင်လောက်တဲ့အချိန်မှာကုတ်အားကောင်းသွားပြီအဲ့တော့ဒီ joint နေရာတွေကနေ concrete ဖေးတာတွေဒါ concrete တွေကြေမွသွားတာတွေတန်တွေကျိုးထွက်တာတွေဒါမျိုးတွေမဖြစ်အောင်လို့ဆိုရင်ကျွန်တော်ဒီ social design တိုင်းလေးကိုတခြားလောက်ထားမယ်ဆိုရင်ဒါမျိုးလေးလုပ်ပေးတာဒီလေအရန်ကောင်းတဲ့အလေးကျင့်တစ်ခုဖြစ်ပါတယ်အဲ့တော့မိတ်ဆွေတို့အစာအုပ်တွေမှာလည်းဒီလိုမျိုးchemical လေးတွေအသုံးပြုပြီးတော့ဒီ joint တွေမှာကောင်းမှုအောင်ပြုလုပ်နိုင်ပါတယ်ဘာလို့လဲဆိုတော့တကယ်လို့ concrete အဟောင်းနဲ့အသစ်နဲ့မတွဲဆက်ဘူးဆိုရင်လည်းအဲ့နေရာလေးတွေကနေပြီးတော့ကျွန်တော်တို့ကျိုးရတာပေါ့နော်โอเคပါတကယ်လို့ဒီ video လေးကအကျိုးတင်လာရှိရဆိုရင် comment မှာ yes လို့မှတ်ခဲ့ပါအောင်ကြည့်ပြရတဲ့ကျေးဇူးတင်ပါတယ်